မာလာရှန်ကောဦးလေးဆိုတဲ့ဗီဒီယိုတွေ့ပြီးတဲ့နောက်မှာကျွန်တော်လှုပ်ရှားခြင်းနေတာတော့ကြာပါပြီမာလာရှန်ကောဆိုရင်အရင်ကြိုက်လို့အရင်ကနှစ်ပတ်တခါလောက်လှုပ်ရှားပြပေမဲ့ဒီရက်ပိုင်းတော့မလှုပ်ရှားပြတာတော်တော်လေးကြာသွားပါတယ်ဒီတစ်ခါမှာတော့လှုပ်လက်စားနဲ့တခါတည်းပူရှင်းများများလေးချက်ဖြစ်ပါတယ်ဟင်းဝဲချက်ဖို့မစတင်ခင်မှာအရင်ဦးဆုံးရင်တွေကြိုတည်ထားပါမယ်တောင်ပေါ်မှာတော့ပဇွန်လိုပင်လယ်စာတွေရှားတာဖြစ်တဲ့အတွက်ကြောင့်ကြက်သားကိုပဲတုံတော့ပါတယ်အရင်ဦးဆုံးကြက်သားတွေကိုမာလာကင်မုတ်နဲ့ကြက်သားမုတ်နေငယ်ထဲကအရသာနေထားပါတယ်အတီးရွက်ကိုတော့ကိုကြိုက်နေတတ်တယ်လို့ထင်နိုင်ပါတယ်တောင်ပေါ်မှာတော့ဒီဟာဒီဆိုရင်ခေါ်လက်ခါရွက်ကိုက်လန်တာချီလန်တို့ကိုလက်ဆက်ဆက်ရနိုင်ပါတယ်တခြားမှုပြောင်းမှုပဲကျွတ်တီမုံညင်းပြူနဲ့ခါကျဲဥတို့ကိုလည်းထည့်ထားပါတယ်အတီးရွက်တွေကနုံလေးလိမယ်ဆိုရင်ချက်ပြီးတဲ့အခါကြေသွားနိုင်ပါတယ်အဲဒါကြောင့်ကျွန်တော်ကအတီးရွက်ဆိုရင်အခုလိုအပိုင်းကြီးတွေလိဖြတ်ရတာကိုပိုသဘောကျပါတယ်စိတ်ကြိုက်နေတာနဲ့လီဖြတ်ထားတဲ့ဒီရွက်တွေကိုတော့ရေနှစ်ထပ်သုံးထပ်နဲ့ဆေးကြောပါမယ်ဆေးကြောတတ်ဆင်ပြီးမှလီဖြတ်နိုင်ပေမဲ့ကျွန်တော်ကစိတ်မတန်လို့လီဖြတ်ပြီးမှဆေးကြောရတာကိုပိုပြီးကြိုက်ပါတယ်ဒီရွက်တွေလီဖြတ်ထားတော့ကဒီဘော်လီကျိုးဆိုတဲ့ခောက်ဆွဲလေးကိုကျွန်တော်တခါတည်းထည့်ပြုတ်ထားပါတယ်ပြီးရင်တော့အတီးရွက်တွေစိမ့်အောင်မပြောင်းမနဲ့ကျွတ်ဆက်တဲ့ရတာရဖို့အတွက်စီနှဲငယ်နဲ့ရှာလကာရဲ့အနှဲငယ်ထည့်ပါတယ်ကြက်ဖို့မလွယ်တဲ့ပြောင်းမှုကိုအရင်ထည့်ပြီး9မိနစ်လောက်နေမှအတီးရွက်တွေထည့်ပြုတ်ပါတယ်ဟင်းဝဲပြန်ချင်မှဖြစ်တဲ့အတွက်ကြောင့်အတီးရွက်တွေကိုအကြာကြီးပြုတ်စရာမလိုပဲ10မိနစ်လောက်ပြုတ်ပြီးတဲ့အခါပြန်လည်ဆယ်ယူထားပါမယ်ပြီးရင်တော့ကိုရီးယားကင်နဲ့ပဲပြားထည့်ပြုတ်ပါတယ်ဒီတစ်ခေါက်မှာတော့ကြက်မဲပါတဲ့အတွက်ကြောင့်10မိနစ်လောက်ပြုတ်ပါတယ်ပြီးရင်တော့ပြန်လည်ဆယ်ယူထားပြီးခောက်ဆွဲကြောက်ပြုတ်ပါမယ်ခောက်ဆွဲကြောက်ကိုလည်း3မိနစ်လောက်ပြုတ်ပြီးတဲ့အခါပြန်လည်ဆယ်ယူထားပါမယ်နောက်ဆုံးမှာတော့ကြက်ပေါင်ထည့်ပြုတ်ပါမယ်ကြက်ပေါင်တွေကိုတော့15မိနစ်လောက်ပြုတ်ပါတယ်ဟင်းဝဲဆိုင်ချက်ဖို့အတွက်အိုးပူပေးအိုးပူလိုင်းလေးစီထက်ကစီပူလိုင်းလေးညီပဲဆန်တွေထည့်ကြောပါမယ်ညီပဲဆန်တွေကြက်လာတဲ့အခါချင်းကြက်သွန်ဖြူငရုတ်တီးနီထည့်ပြီးစီတက်ပါမယ်အနှံလေးမွေးလာပြီဆိုရင်တော့မာလာရှန်ကောအနှစ်ထည့်ပါမယ်ကျွန်တော်ကတော့ရမ်မီကထုတ်တဲ့မာလာရှန်ကောအနှစ်ကိုအသုံးပြုထားပါတယ်ရမ်မီမာလာရှန်ကောအနှစ်ကဈေးနှုန်းတက်တင်ပြီးအရသာတော်တော်လေးကိုကောင်းပါတယ် FDA ရရှိပြီဖြစ်တာကြောင့်လည်းယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်ကျွန်တော်ကပိုးရှင်းများတဲ့အတွက်ကြောင့်မာလာရှန်ကောအနှစ်နှစ်ထုပ်ရယ်မောက်ချိုင်းအနှစ်တစ်ထုပ်ရယ်သုံးထားပါတယ်စက္ကန့်30ခန်းနှက်ဆက်သွားမွေပြီးတဲ့အခါကြက်သားနဲ့အသီးရွက်တွေထည့်ပါမယ်ကျွန်တော်ကတော့မာလာရှန်ကောထဲမှာပါတဲ့အသားလူကိုအရင်ကြိုက်လို့အသားလူပါထည့်ထားပါတယ်ရလာအတွက်ကိုတော့ကိုနှစ်တက်တယ်လို့ချိန်ဆပြီးထည့်လို့ရပါတယ်ကျွန်တော်ကတော့စားတကြားကြက်သားမုန့်နဲ့ခရူးစီအနှဲငယ်ထည့်ထားပါတယ်အသီးရွက်တွေကကြက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်အရင်ကြက်ကြားချက်စရာမလိုပါဘူးမာလာရှန်ကောနှစ်တွေနဲ့အသီးရွက်တွေတမသွားရုံလောက်တောင်မွေပေးပါမယ်ဒါဆိုရင်တော့အနှဲ့ရတာပြေဆုံးပြီးဈေးနှုန်းလဲတက်တာပိုးရှင်းများများနဲ့အိမ်မှာလွယ်ကူချက်လို့ရတယ်မာလာရှန်ကောလေးရရှိပြီဖြစ်ပါတယ်အဆုံးလေးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့စောအိုင်းစေးပါ